Okay အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ပြောပြချင်တဲ့အရာကြောင့်စမိုင်းကုတ်တွေစမိုင်းကွိုင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်တချို့ကြောင့်လည်းစမိုင်းကုတ်ကပါလဲတချို့ကြောင့်လည်းစမိုင်းကွိုင်ကပါလဲဆိုတော့မသိရသူတော့ရှိကောင်းရှိမှထင်တာပဲဒါပေမဲ့ကုတ်ပဲဖြစ်ဖြစ်ကွိုင်ပဲဖြစ်ဖြစ်ဘယ်နေရာကနေဝယ်ယူရလဲဘယ်လိုလုပ်လို့ရလဲဘယ်လိုထုတ်လို့ရလဲဆိုတဲ့အရာမျိုးတွေကျွန်တော်ရှင်းပြပေးချင်တာပေါ့ဘယ်လိုပြောမလဲကျွန်တော် social media နဲ့ပတ်သက်ပြီးတော့တော်တော်များများကစမိုင်းကိုထုတ်လို့ရတယ်စမိုင်းကိုထုတ်ပြီးဘာတွေညာတွေပြောကြပါဗျာဒီလားတင်တန်းကြီးနဲ့တင်တန်းကြီးယူပြီးပြောကြတယ်ဒါပေမဲ့ကိုတိုင်းအခုမှစလို့မှဖြစ်တဲ့အတွက်ပြေးချတာဘာမှနားမလဲဘူးဘာမှနားမလဲပဲနဲ့တင်တန်းနေတက်တယ်ပြီးတော့လမ်းမတွေရောက်တာပါဗျာဒီလားတင်တန်းနေတက်တယ်ထပ်ပြီးတော့ရင်းစရာမရှိဘူးမရင်းနိုင်တော့ဒုက္ခတွေရောက်တယ်ဘာမှမဟုတ်ပဲတင်တန်းကြီးတွေဆုံးရှုံးတာမျိုးရှိတယ်အဲ့လိုအခြေအနေမျိုးတွေမှာတင်တန်းတွေပြန်ပြီးဖွင့်သွားကြတယ်တင်တန်းတွေပြန်ပြီးဖွင့်သွားတော့မြန်မာနိုင်ငံမှာဆယ်လာတွေများလာတယ်အဓိကကတော့ကိုတိုင်းစမိုင်းကိုတေချာမသိပဲနဲ့ဘာကြောင့်တက်ဖြစ်တာလဲဆိုတာမျိုးပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်ရှင်းပြခြင်းနဲ့စမိုင်းကိုထုတ်နေပေါ့โอเคအဲ့ဒါဆိုကျွန်တော်တို့ဗီဒီယိုလေးစလိုက်အောင်ဆိုတော့ကျွန်တော်စမိုင်းဝိုင်းပြီးတော့မှာနော် official website ကြီးOkay official website ရောက်ပြီဆိုတဲ့ညနေမှာကျွန်တော်တို့စမိုင်းကုတ်ကပါလဲစမိုင်းကွန်ပါလဲဆိုရရလို့နော် Okay ဒီမှာဆိုရင်ကိုက official website ကနေဝယ်ယူလို့ရနိုင်တယ်ဒီမှာတစ်ချက်ပြောပြချင်တာကြတော့ official website မှာတော့မှသူ့စီကနေပြီးကျွန်တော်တို့ coin ဝယ်ယူရတယ်ဒါလေးမှတ်ထားပြီနော်ကျွန်တော်တို့ဝယ်ယူရတယ်ဝယ်ယူရတာဖြစ်တဲ့အတွက်ဘသူကဘယ်လိုထုတ်နေကြလဲကိုဘယ်လိုထုတ်တာလဲသူတို့ကနိုင်ငံခြားဆယ်လာဒီမှာဝယ်ယူနေရတာလားဆိုတော့မေးခွန်းတွေတော်တော်များများကျွန်တော်တို့စီမှာရှိရဗျာတော်တော်များများလည်းရှိမယ်ထင်ပါတယ်အဲ့လိုမေးခွန်းမျိုးဝယ်နေတာလားထုတ်တာလားဝယ်တာလားထုတ်တာလားဝယ်တာလားဆိုတော့တဲခွဲတဲ့သူတွေရှိရဗျာကျွန်တော်လာမေးတဲ့သူတွေတည်းမှာโอเคဒီမှာဆိုရင်ဝယ်ယူရတယ်ဗျာဝယ်ယူရဆိုရင်လည်းကျွန်တော်ဥပမာပေါ့နော်ဒီမှာ1000ပေါ့1000 coin ကို cryptocurrency နဲ့ဝယ်မယ်ပဲထားโอเคကျွန်တော်တို့ Binance ရှိတယ် cryptocurrency နဲ့ဝယ်မယ်ဆိုရင်ကျွန်တော် Binance သုံးလို့ရတယ်ဒါပေမဲ့ Binance နဲ့ဝယ်ယူရဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံဈေးနဲ့ကြတော့အဆင်မပြေဘူးအခုလက်ရှိမြန်မာနိုင်ငံမှာရောင်းနေတဲ့ Diamond Seller တွေစမိုင်းကုတ် Seller တွေသူတို့ဈေးထက်များနေတာမျိုးလေးတွေအဲ့ဒါတွေတော့ရှိကောင်းရှိနိုင်တယ်ဗျအဲ့ဒီဟာတွေကြောင့်ဘယ်လိုသိချင်တာတွေကဘာတွေလဲဆိုတော့ကိုကဝယ်ရတာလားထုတ်ရတာလားဘယ်သူစီမှာဝယ်လို့ရတယ်ဘယ်လိုလုပ်လို့ရရလဲဆိုတော့မေးခွန်းတွေဖြစ်လာတယ်တင်တန်းတွေဖြစ်လာတယ်ပေါ့နော်โอเคအဓိကအချက်ကတော့ကျွန်တော်တို့စမိုင်းကုတ်ကဝယ်ယူရတာပဲဖြစ်ပါတယ်နိုင်ငံခြားဆယ်လာစီမှာကိုတိုင်းထုတ်လို့မရပါဘူးနိုင်ငံခြားဆယ်လာစီမှာဝယ်ယူရတယ်နိုင်ငံခြားဆယ်လာကပိတ်တယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်လိုက်ပိတ်ရတယ်ဆိုတာဘာလို့လဲဆိုတော့ကျွန်တော်စီမှာကုတ်ကရှင်းထားတာမရှိဘူးဝယ်ထားတာမရှိဘူးဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လိုက်ပိတ်ရတယ်အားကြောင့်မို့စမိုင်းကုတ်ဆယ်လာတွေ Diamond ဆယ်လာတွေတော်တော်များများကိုတွေ့မှာပါ channel တွေ group တွေပေါ့နော်အစောကြီးပိတ်တာတို့ဘာတို့ညာတို့ပိတ်ကြာတော့အဲ့လိုရှိရဗျာအဲ့ဒါရှိရဆိုတာနိုင်ငံခြားဆယ်လာဘက်ကဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာစောင့်ရတဲ့ rate တွေတော့ရှိရပါတော့အဲ့ဒါနဲ့ပတ်သက်ပြီး rate တွေတော့ရှိတယ်ဒါကတော့မြန်မာနိုင်ငံဆယ်လာတော်တော်များများသုံးနေပြီလဲမှာမြန်မာနိုင်ငံဆယ်လာတော်တော်များများသုံးနေပြီလဲမှာအဲ့ဒီဟာလည်းဘာမှဝယ်ယူလို့ရနိုင်တယ်ဆိုတော့ကျွန်တော် Telegram မှာဝယ်ယူလို့ရနိုင်တယ်နိုင်ငံခြားဆယ်လာလည်း Telegram မှာပဲရှိတယ် Okayအဲ့တော့ဆိုရင်တော့ကျွန်တော်ဘယ်လိုပြောရမလဲစမိုင်းကုတ်ကထုတ်ရေးဆိုတာမဟုတ်ဘူးဆိုတော့သိလောက်ပြီထင်တယ်ဒါပေမဲ့ဘယ်လိုဝယ်ယူလို့ရနိုင်လဲဘယ်လိုထုတ်ကုတ်ကဝယ်ယူရတာလားကွိုင်းကဝယ်ယူရတာလားထုတ်လို့ရတာလားဆိုတဲ့အရာမျိုးကြတော့ကျွန်တော်ဘယ်လိုလုပ်လို့ရနိုင်လဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်နော်အဲ့ဒါကြတော့ကျွန်တော်အခုစမိုင်းကုတ်ကောက်ပေါ့နော်ကျွန်တော်စမိုင်းကုတ်ကောက်သွားမယ်စမိုင်းကုတ်ကောက်သွားပြီးတော့ကျွန်တော်စမိုင်းကုတ်ကောက်သွားမှာပေါ့နော်စမိုင်းကုတ်ကောက်သွားပြီးတော့ကျွန်တော်တို့ကဒီထဲကိုငွေဖြည့်ရင်ဖြည့်မဖြည့်ဘူးဆိုရင်တော့ဒီတိုင်း Binance ကနေပြီးတော့တက်ပြီးဝယ်ယူလို့ရနိုင်တယ်ဒီမှာအခုကျွန်တော်စမိုင်းကုတ်အကောက်ထဲရပြီစမိုင်းကုတ်အကောက်ထဲမှာဆိုရင်
ဒီမှာအပေါ်ဆုံးလေးမှာဆိုကျွန်တော်ဘရာဇီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဘရာဇီးနဲ့ပတ်သက်ပြီးတော့ဒီမှာကျတော့ smile one go ဒီမှာကျတော့ smile coin.s ဆိုတာလေးရှိရဗျ smile coin.s smile go နဲ့ smile coin နဲ့ဘာကွာလဲဆိုတော့ smile go ကျတော့ဘလို့အခုပြောနေတဲ့ smile go ထုတ်နည်းတို့ smile go ထုတ်တာတို့ဘာတို့ညာတို့ပေါ့နော်အခုသူ့စီမှာဆိုရင်ကျွန်တော်ဘာတွေထုတ်လို့ရမလဲဆိုတော့30ကိုထုတ်လို့ရမယ်30ကိုဆိုတာဒေါ်လာ30ကိုပြောပါနော်ကျွန်တော်မြန်မာနိုင်ငံမှာတော်တော်များများရှိတာတော့300ပေါ့300ကိုထုတ်လို့ရမယ်ပြီးရင်1000ကိုထုတ်လို့ရမယ်သူ့ရဲ့ဈေးနှုန်းအတိအကျပါတယ်သူ့ရဲ့ဈေးနှုန်းအတိုင်းကျွန်တော်တို့ Binance နဲ့ငွေပေးချေလို့ရတယ်သူ့ရဲ့ဈေးနှုန်းအတိုင်းကျွန်တော်တို့ Binance နဲ့ငွေပေးချေလို့ရတယ်ဒါကတော့ Smile Code နဲ့ပတ်သက်ပြီး Smile Code ဆိုတာကကျွန်တော်တို့ဒီမှာဝယ်ယူလိုက်တယ်ဆိုရင် Code number လေးထွက်လာမှာဗျ Code number ရလာမယ်အဲ့ဒါကိုကျတော့အဲ့ Code number ကိုယူပြီးတော့သူတို့ပြန်ရောင်းလာပြီဖြစ်တယ်ပြန်ရောင်းကြတယ်ဒါကတော့ Smile Code စီကနေဝင်ပြီးထုတ်နေပါတော့ကျွန်တော် Smile Coin ကြတော့ပါလဲဆိုတော့ဝယ်ယူလိုက်တယ်ကိုကိုတန်းပြီးထုတ်စရာမလိုကိုကိုတန်းပြီးထုတ်စရာမလိုတို့အခုတို့ရဲ့ဒီမှာ Gmail ကိုပေးလိုက်ရပြီ Gmail ဘယ်လိုပြောနော် Gmail ပေးလိုက်ရပြီအဲ့ Gmail တွေကိုတန်းပြီးရောက်လာမှာဖြစ်တယ်အဲ့ဒါတော့ coin တော့ဖြစ်ပြီးတော့ခေါ်တယ် coin တော့ဖြစ်တော့လုပ်ပြီးတယ် coin ဖြစ်ပြီးတယ်ပေါ့နော် Smile Code ခုနကကျွန်တော် Smile Code ပေါ့ Smile Code ကြတော့ကုတ်လာဝယ်တဲ့သူတွေကိုရောင်းပေးတာဖြစ်တယ်ဒီမှာ Smile Code ထဲမှာဆိုရင်ကျွန်တော်တော်များများအစုံလုပ်လို့ရတယ် Smile Code ထုတ်လို့ရတယ် Smile Coin ထည့်လို့ရတယ်ပြီးတော့ကုတ်နဲ့ပတ်သက်ပြီးတော့မလေးရှားအင်ဒိုဖိလစ်ပိုင်ရုရှားအကုန်အစုံရှိတယ်ဗျာဝယ်ယူလို့ရတယ်ကြိုက်ရနဲ့ဝယ်ယူလို့ရတယ်တော်တော်လေးစုံတယ်လို့တော့ပြောမှာပေါ့နော်တော်တော်လေးတော့စုံတယ်ပြီးရင် reply ရမ်းမြင်နေအဆင်ပြေတယ်ဒါပေမဲ့ဈေးလေးနည်းနည်းတော့ကွာတယ်အနည်းငယ်ပါဈေးလေးအနည်းငယ်တော့ကွာတယ်အဲ့ဒါလေးတစ်ခုပေါ့နော်ကဲအဲ့ဆိုရင်ဒါ Smile Code နဲ့ပတ်သက်ပြီးတော့ Smile Coin ကဘာလဲ Smile Code ကဘာလဲဆိုတာလေးတော့သိမယ်လို့ထင်ပြီး Smile Code ထဲမှာဘာလေးသုံးလို့ရမလဲဆိုတာလေးလည်းကျွန်တော်တစ်ချက်တော့ပြပေးပြီးเนาะအများကြီးတော့ကျွန်တော်မရှင်းပြပြတော့ဘူးအဲ့လောက်ဆိုနားလည်မယ်လို့ထင်ပါတယ်โอเคအဲ့တော့ကျွန်တော် code တော့ပြမှာပါเนาะအခုseller ကြီးကနေပြီးတော့ကျွန်တော်ဘယ်လိုဝယ်ယူရတယ်ဘယ်လိုဝယ်ယူမိတယ်ဘယ်လိုဝယ်ယူရတယ်ဆိုတဲ့အရာမျိုးကျွန်တော်ပြမှာပါเนาะအခုကျွန်တော် Telegram ကိုသွားမယ်โอเคကျွန်တော် Telegram ရောက်ပြီ Telegram ရောက်တဲ့ချိန်မျိုးမှာအခုseller လေးကိုဈေးလေးတင်ပေးရတယ်เนาะseller ဈေးလေးတင်ပေးရတယ်169.25တဲ့169.25ဆိုတော့ကျွန်တော်100ကုတ်100ကုတ်ထုတ်မှာเนาะ100ကုတ်ထုတ်မှာဆိုရင်16.9 16.9ပေးရမှာเนาะ16 okay 16.9ရောက်မယ်အခုကျွန်တော်သူ့ကိုဝယ်ပေးချေရမှာဖြစ်တဲ့အတွက်ကျွန်တော် Binance ကိုတောင်းပါမယ်เนาะ Binance ကိုတောင်းမယ် okay အခုကျွန်တော် Binance ရောက်ပြီဆိုတော့ဈေးလေးကိုတစ်ချက်ကြည့်ပါဦးเนาะသူ့ဝယ်ပေးချေဖို့တော့ကျွန်တော်ဈေးလေးကိုကြည့်မယ်ဈေးလေးဆိုရင်အခုဆိုရင် Pro ဘက်ကနေပြီးတော့ဒီဘန်နဲ့ငွေပေးချေလို့ရနိုင်လားမရဘူးဆိုတော့ကျွန်တော်အပေါ်လေးကိုထပ်ဆွဲပေးမယ်အခုKBZ Pay ရမယ်ဝေပေးရမယ်เนาะ KBZ Pay မှာဆိုရင်3ခုရှိတယ်3ခုဒီ trade တွေကိုလိုက်ကြည့်ပါဗျာယုံကြည်ရတာမယုံကြည်ရတာရ trade တွေနဲ့ပဲဆိုင်နေဗျ trade တွေကိုကြည့်မယ် trade မှာ400ကျော်ရှိမယ်680ကျော်ရှိမယ်ဒီကောင်ဆို2556ပေါ့နော်2556ဆိုတော့သူစီမှာဝယ်လို့အဆင်ပြေနိုင်တယ်အခုသူ့ရဲ့ rate ကဘယ်လောက်လဲဆိုတော့4462ခုနက 16.9 ကို4462 okay ကုတ်တကိုရဝယ်စီးပါခင်ဗျ9400ကျော်ရဝယ်စီးပါအဲ့ဒါကိုတို့ကျွန်တော်ပြန်ရောင်းနေတာရကျွန်တော်ပြန်ရောင်းဖြစ်နေတာကြတော့9500လေ9500လေအဲ့လိုပြန်ရောင်းနေတာဂျားထဲမှာဘယ်လောက်မှမမြတ်ဘူးဒါပေမဲ့10ကုတ်စာရင်းနိုင်နေဆိုရင်တော့အရင်မြတ်တယ်10ကုတ်စာရင်းနိုင်နေဆိုရင်အဆင်ပြေတာပေါ့နော်အဲ့လေးတခုတော့ရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ထပ်ပြောပြချင်တာကြတော့အခုဘက်က seller လုံးများ reseller လုံးများဆိုတဲ့ຢာမျိုးလေးတော့ကျွန်တော်ရွေးစေချင်တယ်ကျွန်တော်ဘက်ကတော့ recommend ပို့ပေးတာကတော့ reseller ပဲလုပ်စေချင်ပါတယ်ဘာလို့လဲဆိုတော့ seller လောက်တာကဈေးကိုအများကြီးမရင်းနိုင်ဘူးဆိုရင်တော့အမြင်နေပါတယ်အများကြီးရင်းနိုင်တယ်ဆိုရင်တော့အမြင်များတယ်အဲ့တခုလေးတွေပဲကောင်းတယ်ပြီးတော့နောက်တစ်ခုကကိုယ်ပိုင်ဝယ်ယူလို့ရတာပေါ့နော် seller ဆိုရင်တော့ seller လုပ်မယ်ဆိုတော့ကိုယ်ပိုင်ဝယ်ယူလို့ရတယ် reseller လုပ်မယ်ဆိုတော့သူများစီကနေပြီးသူများ
တို့ဒုက္ခရောက်ခံပြီးတော့ဝယ်ထားရတယ်ဥထားရတယ်တင်ထားရတယ်ပြီးရင်ဈေးနှုန်းအတက်ကြရဆိုရှုံးတာမျိုးတွေရှိတယ်ဗျာရှုံးတာမျိုးရှိတယ်ရှုံးတဲ့တောင်ခံနိုင်ရတယ်အားကြောင့်မို့လို့သူတို့စီကနေပဲကိုယ့်ကိုအော်တိုဝယ်ယူကိုယ့်ကို reseller သဘောမျိုးနဲ့ပဲပြန်ဝယ်ယူစေချင်တယ်ကျွန်တော်ကတော့ဒါကတော့ကျွန်တော်ဘက်က recommend ပေးတာအဲ့ဒါမျိုးမှမဟုတ်ဘူးတို့ဘက်ကနေပြီးတော့ထပ်ပြီးတော့ထပ်တိုးအနေနဲ့ရအောင်ဆယ်လာပဲလုပ်မယ်ဆိုရင်တော့လုပ်ပါရပါတယ်တော်တော်လေးတော့သိခံနိုင်ရမှာပေါ့နော်တော်တော်လေးတော့သိခံစေချင်တယ်